ကုန်းမောင်ခေရနောက်ဆုံးနေဇက်ကပြတယ် တီဝမဲမဲ ဟုတ်ပါတယ် ကျက်စစ်သားအေးရဝဒီမင်းလား ကဲမဟုတ်ပါဘူး အော်တီဝမဲ ဟုတ်ပါတယ် တီဘောမင်းနဲ့ ဟုတ်ကဲ့ပါ အနေနဲ့ မင်္ဂလာပါကျွန်တော်တို့အမေးဖြေကိန်းလေးစောင့်နေရပါဖြေရမယ်မို့မို့ရမယ်ဖြေကြည့်မလားဗျဟုတ်ကဲ့ပါကုန်းမောင်ခေရနောက်ဆုံးနေဇက်ကပြတယ် ဘုံမောင်ခေဘုံမောင်ခေက ကုန်းမောင်ခေရနောက်ဆုံးဖြစ်တယ်နောက်ဆုံးနေဇက် တီဝမဲမဲ ဟုတ်ပါတယ်ကဲပါဂျီထွဲရဲ့ညောင်ရမ်းကြီးသမီးစကပြေကိုဘယ်သူရေးခဲ့တာလဲ A တိန်ကတုသမီး B ညောင်ရမ်းကြီးသမီး C ဦးလာလာသမီး ငင်းကြည့်တဲ့ကြည့်တယ်ငင်းကြည့်ညောင်းကြည့်သမီး ဟုတ်ပါတယ် ညောင်း နောက်တစ်ပုဒ်က9000ပါဆက်ပြည့်ချင်းလား ကြည့် ဟုတ်ကဲ့ဟိုတကူးလာရဲ့ယာဒီပွဲတော်ကဗာပွဲလဲ တကြံ တကြံသိကြလား ဟုတ်တယ်လေတကြံလေဟုတ်တယ်တကြံ ဟုတ်ကဲ့ရပါတယ်နောက်တစ်ပုဒ်1000ပါဆက်ပြည့်ချင်းမလား ဟုတ် ဟုတ်မှားရင်တော့ဒီ9000တော့မရတော့ဘူးเนาะပြန်ပေးရမှာเนาะဆက်ပြည့်မယ်နော်ဟုတ်အာဆီယံမှာဘယ်နှနိုင်ငံရှိလဲ 12နိုင်ငံ သိကြလား အာဆီယံ17လား17လားမသိ17ထင်တယ်12နိုင်ငံ12 သိကြလားစနစ်နော်မဟုတ်ပါဘူးကျေးဇူးပါဆိုတော့တကယ်ချင်းတို့ဘယ်နှပုတ်ဖြေနိုင်ကြလဲနောက်ဗီဒီယိုကြရင်ဘယ်မေးခွန်းတွေမေးရမလဲတကယ်ချင်းတို့ comment မှာမှတ်ပေးခဲ့ပါတကယ်ချင်းတို့ပြောတဲ့မေးခွန်းတွေမေးပေးပါမယ်ပြီးတော့ကျွန်တော် study group လေးထောင်ထားပါတယ် senior ကိုမတွေလည်းရှိပါတယ်ကိုမေးချင်တဲ့မေးခွန်းကိုဒီ group ထဲမှာဆွေးနွေးလို့ရပါတယ်ဒီအသက်မရွေးအတန်းမရွေးအကုန်လုံးကို join လို့ရပါတယ် link ကိုကတော့ကျွန်တော်ဒီ profile ရဲ့ bio မှာချပြထားပါတယ် see you